Benjamin Franklin says about money. Do you know what is that? Oh, mommy does. Now what we say? Oh, mommy, history facts in Papa. My Papa in the Papa. Mommy, wait up, Papa, no? Yeah, my. Do you know what's the meaning of this one? A butterfly is the second most beautiful things with wings. The first is money. Money. ဒါအမှန်တိုင်းပြောရမယ်ဆိုဗမာတွေပြောတဲ့ဟာကိုပြန်ရေးတာသိလားပတ်စံဆိုတာပြန်တယ်ကွာပတ်စံပြန်လုံးအားကြီးတယ်ပြန်ထွက်သွားတာများတယ်အဲကြောင့်မလို့ပတ်စံအားတဲ့ပြန်တာရမ်းများတယ်တဲ့ဒါကြောင့်မလို့တဲ့ပတ်စံတောင်းပန်ရှိတယ်တဲ့ butterfly ကမှဒုတိယအလှဆုံးတာတဲ့ဟုတ်ပြီဒါဖိုက်တင်ပါဘာဖြစ်လဲ Ketchup was sold in 1830 as a medicine နဲ့ဘာဖြစ်လဲJohn Anderson was the first president to live in the White House တဲ့ဘာဖြစ်လဲအဲ့ဒါ John Anderson အရင် live လုပ်ခဲ့တာ George Washington ဒါနဲ့ George Washington first president သူက John Anderson ကဘေးတာလုပ်တဲ့အချိန်မှာနေတာလေပြီးမှမပြီးွားတာ White House ကို completion မှမပြီးတာဒါအဲ့ဒါမဖတ်ခဲ့ရဘူးလားဖတ်ခဲ့ရတယ်သိရတယ်တောင်းဖတ်မမီဇီဝ့်ညာရဲ့လိုအပ်ချက်ကောင်းကြီးစီးပြီးတော့ရဲ့စီးရင်စူးစမ်းရရှိသော Ocean Super Center မှာဇီဝ့်တွေအကောင်းစားနေနောက်ထပ်ကပါလောက်ထားဆက်ဆံမိတ်ဆက်ပေးလိုက်ပါရှင်အခုဆိုရင်ဇီဝ့်ညာရဲ့The polygon of Iceland is the oldest still active polygon in the world. It was established in Polygon of Iceland. Parliament ဆိုတာဘာလဲမမလို့ဘာလဲ Parliament ဆိုတာတရားရုံးဘယ်ကတရားရုံးမှာ Court House ကမှတရားရုံးParliament ဆိုတာဘာလဲသိချပြောညီမလို့ပါလဲစ
လွတ်တော့ သူကဘယ်နှစ်ခုနှစ်ကနေရဖြစ်လေလို့သူကကဘာပေါ်မှာပြောဦးသက်930ကနေရရှိခဲ့ရသူ သူကြောက်ပါ၏သားမမီ sorry ရလို့ပါပါ930ခုနှစ်ကနေရရှိရတယ်ပါ Abraham Lincoln, the 16th American president, was a bartender. He was aတားဘိုင်းမစားဘူးလားမမီတို့ဟင်းချက်ရအောင်ပါလေ The only source of diamond I think လောက်လေ အရင်တော့ကတော့ဟုတ်မှာပေါ့ပြီးတော့ဟိုအာဖရိကမှာ diamond ထွက်ဆုံးဖြစ်သွားတာလေအဲကြောင့်မို့ black diamond ဆိုတာဖြစ်ခဲ့ရလေ black diamond တာကြည့်ပြီးပြီလား အဲ့လောက်လေအဲ့ဒီရ the only source of diamond တိုင်းမှာတော့ဈေးကြောင်းဆက်ချမယ်ဒါပြန်အောင် က
မီးကိုဘာကူပေးဖို့စိတ်ကူးလဲဒီလွယ်လေးလို့လေတားလွယ်မလို့လားအားဆိုပေးမမီးကစားအုပ်တွေထည့်ပေးထားလို့လေတားလွယ်မလားဟမ်မအိတ်မနှိမ့်တယ်ဘာမှဖြစ်ပါဘူးမအိတ်တယ်မမီးကိုရေဘူးလေးပေးပါလားတာတာတဲ့ပါလားနော်အရင်တော့တဝမ်းစာအုပ်တွေဝယ်ထားတဲ့ဟာတွေပြန်ပြီးဝယ်ရလားမသိဘူးရီတော့ရီရတယ်ဟာဒီဘက်သွားရင်မှားသွားပြီတာဟိုဘက်ကထွက်မှာအပြင်ဘက်ကပဲထွက်မလားတာဟိုကဂုံးတက်ရမှာနော်ဒီဘက်ကပဲသွားမယ်လားဒီဘက်ဆိုဂုံးတက်ဆရာမလို့ဘာစကားစီးမလားမရမရှိဘူးဘာကြောင့်လဲဆိုတော့ဘာဆောင်ကောဘာစကားလေးရပဲမျက်နှာရဘာဖြစ်ခွက်ပြီးပြားနေတယ်မသိဘူးမိုးရရင်တော့ကြည်ကောင်းမယ်အမေနဲ့တားနဲ့စီယိုတိတ်ချခိုင်းလာနော်ဘယ်လောက်လီတာလဲဒါတိတ်ချကြည့်လိုက် 0.9 လီတာလား1 လီတာလားဒါတိတ်ချကြည့်လိုက် 0.9 လီတာလား1 လီတာလား1 လီတာအပြည့်ဟုတ်လားဟုတ်တယ်ကောင်းတယ်ခြေရောက်ထိမိကုန်ပြီနားလေကြည့်အောင်အဲ့အမျိုးသမီးကဘာလုပ်နေရလဲခေနောက်ဆုံနေရလားကားထိုးနေရလားကားထိုးဟိုမှာဟုတ်ကားဘာလုပ်နေတာလားကားကိုကျင်တာလားထွက်ချင်တာလားမမီသိကျင်လို့အဲ့အကြောင်းမလို့စောင့်ကြည့်မယ်လို့သိလားဒါဖြေးလိုက်မယ်နော်ဟိုမှာသူကထွက်ချင်တာ 7Q 1400 3